ကျမတို့အမျိုးသမီးတွေမှာအဖြူစင်းတဲ့အခါမှာပုံမှန်ဖြူစင်းတာနဲ့ပုံမှန်မဟုတ်တဲ့အဖြူစင်းခြင်းဆိုပြီးရှိတတ်ပါတယ်။ဘလို့ချီနေကတော့ပုံမှန်ဖြူစင်းတာဖြစ်ပြီးတော့ဘလို့ချီနေဆိုလို့ရှိရင်တော့ပုံမှန်မဟုတ်ဘဲနဲ့ယောဂပိုးဝင်တာဖြစ်တယ်ဆိုတဲ့ဟာကိုဒေါက်တာနဲ့အခုလိုတွေ့ဆုံမေးမြန်းထားပါတယ်။ အမျိုးသမီးတိုင်းလိုမိမကိုကအဖြူစင်းတာကိုကြုံကြပါလိမ့်မယ်ဒီလိုဖြူစင်းတဲ့ချိန်မှာဘယ်လိုဖြူစင်းတာကပုံမှန်လဲဘယ်ချိန်မှာပိုးဝင်တာလဲဆိုတော့အရာကိုဒီနေ့ဗီဒီယိုမှာရှင်းပြပေးသွားမှာပါပုံမှန်အဖြူစင်းခြင်းပေါ့နော်ဒီပုံမှန်အဖြူစင်းတဲ့ဆိုတာကဒီမိမကိုကထွက်တဲ့အဖြူရောင်အရေကကြည်လင်တာတောင်းမဟုတ်လို့ရှိရင်အဖြူရောင်ပေါ့နော်နိုးနေရောင်လိုမျိုးရှိပြီးတော့အနံ့ဆိုးမရှိပါဘူးမျိုးကြွေချိန်မျိုးအချိန်လေးမှာဆိုလို့ရှိရင်လည်းသူကကတ်ချက်အရေမျိုးတွေပေါ့နော်အဲ့လိုမျိုးဆိုတော့ပို့ပြီးတော့ထွက်တတ်တယ်ဒီလိုအဖြူစင်းတဲ့ဆိုတဲ့အရာကဒါမိမကိုဆွတ်အောင်လို့ထိန်းပေးရဲ့တဘာဝဖြစ်စဉ်တစ်ခုပါပဲအကယ်၍မှုတ်ပိုးဝင်တဲ့ဟာမျိုးပေါ့နော်ဒါမျိုးဆိုလို့ရှိရင်အဖြူစင်းတဲ့ဟာကတင်ချင်ဘက်လိုမျိုးတွေခက်ပြပြကြီးစင်းပြီးတော့ရားရန်လာမယ်ပြီးတော့ရားလို့ကုတ်တယ်ပေါ့နော်ဒါမျိုးတွေဒီဖြစ်တယ်ပြီးတော့မိမကိုကလည်းညီရဲရောင်ရမ်းလာတာမျိုးတွေဖြစ်တတ်ပါတယ်ဗက်ဒီယာပိုးဝင်မယ်ဆိုလို့ရှိရင်လည်းဒီလိုပါပဲအဖြူစင်းတဲ့ဟာကဒါမျိုးရောင်လိုမျိုးအဲ့လိုညစ်ညစ်မျိုးအရောင်ဖြစ်လာပြီးရဲ့ခါကြရင်ငါးညီနှန်းလိုမျိုးအနံ့ပြင်းပြင်းနေလဲထွက်တတ်ပါသေးရဲ့နောက်ပြီးတော့တခြားပိုးတွေပေါ့နော်ဒါမျိုးဝင်တဲ့အချိန်မျိုးမှာဆိုရင်အဝါရောင်ဒါမှမဟုတ်အစိမ်းရောင်နေပေါ့နော်ဒါအဲ့လိုမျိုးဖြစ်လာပြီးတော့အမြုပ်တွေပါတဲ့ဟာမျိုးတွေတစ်ခါလေးကြားလို့ရှိရင်လည်းစီးသွားတဲ့အခါမှာနာကျင်တဲ့မျိုးတွေဒါမှမဟုတ်လည်းအမျိုးသားနဲ့ဆက်ဆံတဲ့အခါမှာနာကျင်တဲ့ဟာမျိုးတွေလည်းဖြစ်တတ်ပါတယ်။ပုံမှန်မဟုတ်တဲ့အဖြူစင်းခြင်းနဲ့အနံ့ဆိုးတွေရှိနေတယ်ဆိုရင်တော့ဆရာဝန်နဲ့ပြသဖို့လိုအပ်ပါတယ်။ဒီအဖြူစင်းတာနဲ့ပတ်သက်ပြီးတော့ကိုယ်မှတွေ့ကြုံရှိတယ်ဆိုလို့ရှိရင်လည်း comment မှာမျှဝေပေးခဲ့လို့ရပါတယ်။အခုလိုပို့တူရရတဲ့ဗီဒီယိုလေးတွေကိုစောင့်ကြည့်ဖို့အတွက်ဒီ channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့နော်။ကိုမှတခုခုသိချင်တဲ့ယောဂတွေအကြောင်းသိချင်တာမျိုးရှိတယ်ဆိုလို့ရှိရင်လည်း comment မှာရေးခဲ့ပြီးလို့ရပါတယ်။ဒေါက်တာကအလင်းသိတယ်လို့ပြန်လည်ပြီးတော့ဖြေကြားပေးတော့မှာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။